ခွေးလေးကစိတ်မကောင်းဖြစ်ပြီးမိုးထဲမှာတကောင်နဲ့ထွက်သွားခဲ့ပါတယ်။ဒီခွေးပေါက်လေးကကြည့်ရတာတမျိုးလေးနဲ့ရဲချင်းစရာကောင်းပေမဲ့ကံကြမ္မာကတော့သူ့ကိုလမ်းပြခွေးဖြစ်လာဖို့ရွေးချယ်ခဲ့ပါတယ်။တခြားခွေးလေးတွေတောင်းချနေချိန်မှာသူကတော့အရန်ကိုတည်ငြိမ်လို့နေတာကြောင့်ဒါဟာလမ်းပြခွေးတစ်ကောင်မှရှိတဲ့အကောင်းဆုံးအရေးချင်းပဲလို့ဆိုရမှာပါ။နောက်တော့ခွေးလေးဟာသူ့ရဲ့ပထမဆုံးမိသားစုကိုနှုတ်ဆက်ပြီးလေ့ကျင့်ရေးစင်တာကိုရောက်လာခဲ့ပါတယ်။မိသားစုကိုလွမ်းနေတာကြောင့်ကျွေးတဲ့အစာကိုတောင်ညှင်းဆန်နေတဲ့ခွေးလေးကိုကြည့်ပြီးနီးပြကတော့သူ့ကိုယ်ပေါ်ကမွေးရပါမှတ်လေးကိုကြည့်ကမင်းကတခြားသူတွေနဲ့မတူဘူး။မင်းကထူးခြားတဲ့ကောင်လေးပဲလို့တိုးတိုးလေးအားပေးခဲ့ပါတယ်။သူ့ရဲ့တခင်အစ်စ်မျက်စိမမြင်တဲ့ဒန်နီယယ်နဲ့ဆုံတွေ့ခဲ့ပါတယ်။လမ်းကြောင်းတိုင်းကိုလည်းအလုံးမမိနိုင်တာကြောင့်နီးပြကိုတောင်အံ့ဩသွားစေခဲ့ပါတယ်။ဒန်နီယယ်တယောက်ဒီခွေးလေးဟာသူ့အတွက်တကယ်ကိုမျက်စိတစုံဖြစ်မှန်းနားလည်လာပြီးညဘက်တွေမှာခိုးပြီးလေ့ကျင့်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ကြားကယုံကြည်မှုဟာလည်းတဖြည်းဖြည်းခိုင်မာလာခဲ့ပါတယ်။ပထမဆုံးအကြိမ်ဖြစ်ဒန်နီယယ်ကြိုက်တဲ့ဘီယာကိုရှာပေးနိုင်ခဲ့တယ်လို့ဒန်နီယယ်ရဲ့ဇနီးကတော့ခွေးလေးကိုမိသားစုဝင်တယောက်လိုလက်ခံဖို့ခဲရင်းနေခဲ့ပါတယ်။စိတ်မကောင်းဖြစ်ပြီးခွေးလေးကိုခေါ်ကာလမ်းပေါ်လျှောက်သွားလိုက်တင်တန်းနီးပြဆရာစီသွားလိုက်လုပ်နေခဲ့ပါတယ်။တညမှာတော့ဒန်နီယယ်ကသူ့သားကိုစူပူချင်းမောက်မိယာကနေတားဖြစ်သူကခွေးလေးကိုကာကွယ်ပေးနေတာမှန်သိလိုက်ရတဲ့အချိန်မှာတော့သူအရန်တောင်တရသွားခဲ့ပါတယ်။ခွေးလေးကလည်းစိတ်မကောင်းဖြစ်ပြီးမိုးရဲရေထဲမှာထွက်ပြေးသွားခဲ့ပါတယ်။ဒန်နီယယ်တယောက်နောက်နေ့မနက်မှာလိုက်ရှာပြီးဖတ်ထားမိတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ဟာခွဲလို့မရတဲ့ဝိညာဉ်တစ်ခုလေးလိုဖြစ်သွားပါတော့တယ်။ဒါပေမဲ့ကံကြမ္မာကရက်ဆက်ပြန်ပါတယ်ဒန်နီယယ်တယောက်ရုတ်တရက်ယောဂတဲပြီးဆေးရုံတင်လိုက်ရချိန်မှာတော့ခွေးလေးကိုခေါ်ထုတ်သွားရပါတယ်။ဒန်နီယယ်ကတော့အားနဲ့နေတဲ့လက်လေးကိုမြောက်ပြီးဒါဟာနောက်ဆုံးနှုတ်ဆက်ခြင်းဆိုတာသိနေခဲ့ပုံပါပဲ။နာရီပွဲမှာလူတွေပါလို့ငိုနေကြတယ်လဲဆိုတာကိုခွေးလေးနားမလဲရှာပါဘူး။သူကတော့အရင်တိုင်းပဲလှေကားထစ်တွေရောက်ရင်အရှင်သခင်ကိုသတိပေးဖို့ရက်ဆောင်နေစေပါ။နှစ်အတန်ကြာပြီးနောက်မှာခွေးလေးဟာသူ့ရဲ့မူလကူတမွေးစားမိသားစုစီပြန်ရောက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့လှေကားထစ်မှာလဲကျသွားရင်ခွေးလေးရဲ့ခရီးစဉ်ဟာပြီးဆုံးသွားခဲ့ပါပြီ။တစ္ဆာအရှိဆုံးလမ်းပြခွေးလေးကတော့ထာဝရအိပ်ဆက်အနားယူသွားခဲ့ပါပြီ။